အားလုံးပဲမင်္ဂလာပါအဒါပါမိတ်ဆွဲရဲ့ Facebook နဲ့ YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့အဒါပါဒီ2024-2025ဘောလုံးရာသီမှာဆိုလို့ရှိရင်လီဗာပူးအသင်းမှာပေါ့နော်နီးပြအသစ်ပြီးတော့လို့ရှိရင်အဲ့ဒီနီးပြအသစ်နဲ့အတူပါလာတဲ့သူ့ရဲ့နီးစနစ်အသစ်တွေအောက်မှာအကောင်းဆုံးခြေစွမ်းပြပြီးတော့လီဗာပူးအသင်း Premier League Champion ဖြစ်အောင်လို့အသုံးတော်ခံခဲ့တဲ့တစားသမားတွေဒါကျွန်တော်တို့အများကြီးရှိတယ်ပေါ့နော်အဲ့ဒီတစားသမားတွေလားဆိုလို့ရှိရင်ဒီရာသီမှာပဲတစားသမားတွေကခြေစွမ်းအတောက်ပါဆုံးလဲဆိုတာကျွန်တော်နဲ့အတူတူရွေးချယ်သွားရအောင်ပေါ့နော်ဒီတစ်ထောက်ကျွန်တော်တို့အတူရွေးချယ်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါ Twin ခြေစွမ်းပြမှုတွေလည်းပါမယ်ပြီးတော့လို့ရှိရင်သူတို့နဲ့မိနစ်ဘယ်လောက်ကစားတဲ့ရလဲပြီးတော့လို့ရှိရင် injury free နဲ့ဘယ်လောက်နေနိုင်လဲဆိုတဲ့ဟာလို့ကျွန်တော်အနေနဲ့ထည့်ပြီးစဉ်းစားမယ်နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင် Twin တွင်းမဟုတ်ပဲနဲ့ Twin ပြင်မှာတော့အသင်းပေါ်မှာဘယ်လောက်ထိ impact များပြတဲ့လဲဆိုတဲ့ဟာလို့ကျွန်တော်အနေနဲ့နည်းနည်းထည့်ပြီးစဉ်းစားချင်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတူဆက်ပြီးတော့ရွေးချယ်လိုက်ရအောင်နော်ပထမအဆုံးအနေနဲ့နံပါတ်9နေရာမှာကျွန်တော်အနေနဲ့ကျွန်တော်အသင်းရဲ့ခံစစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Ibrahima Konate ကိုရွေးချယ်ချင်ပါတယ် Ibrahima Konate အနေနဲ့ဆိုလို့ရှိရင်အရင်ရာသီတွေမှာတည်းကဒါ Virgil van Dijk နဲ့တွဲဖက်ပြီးတော့ဒါ Premier League ရဲ့အကောင်းဆုံးခံစစ်အတွဲတွေတည်းကတစ်ခုဒါလို့ရှိရင်အနာဂတ်မှာ Liverpool အသင်းရဲ့ခံစစ်ကြောင်းကိုဦးဆောင်နိုင်မဲ့ကစားသမားတစ်ယောက်လို့ဒါအားလုံးကလက်ခံထားကြတယ်သူ့မှာဆိုလို့ရှိရင် great defender တစ်ယောက်ဖြစ်ဖို့အတွက်လုံလောက်တဲ့ physical attribute တွေရှိတယ် tactically capability တွေလည်းရှိတယ်ပြီးတော့လို့ရှိရင် technically awareness တွေလည်းသူ့အနေနဲ့ရှိတာဒါအားလုံးကလက်ခံထားပြီးသားကစားသမားတစ်ယောက်ဒါပေမဲ့သူ့လိုပိုကောင်းတဲ့ကစားသမားဖြစ်ဖို့အတွက်အဟံအတားဖြစ်နေတာတော့ဒါသူ့ရဲ့ injury record ပေါ့နော်ခုနတိတ်နေနေဆိုလို့ရှိရင်အရင်ရာသီတွေမှာတော့ကသူနဲ့ Virgil van Dijk တွဲတစားတဲ့အနေအထားတွေမှာဆိုလို့ရှိရင် Liverpool အသင်းကရလက်ပိုင်းရအကောင်းမှုဆုံးအနေထားမှာရှိတယ်ဒါပေမဲ့သူဒဏ်ရာရသွားအနေထားမှာဆိုလို့ရှိရင် Liverpool အသင်းနဲ့ရုန်းကန်ခဲ့ရတယ်သူကလည်းမကြာခဏဒဏ်ရာတွေရတတ်တယ်အဲ့တော့ဒီရာသီမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုပြီးအားလုံးကစိုးရိမ်နေကြတာအနေထားတွေရှိတယ်ဒါပေမဲ့ဒီရာသီမှာတော့ခုနတိတ်အနေနဲ့ဒဏ်ရာတွေတော့အကောင်းဆုံးရှောင်လွှဲနိုင်တဲ့အနေအထားတွေမြင်တွေ့ရမယ်သူအနေနဲ့ဆိုလို့ရှိရင်တရားဒီလုံးမှာဒီဇင်ဘာကာလတဝိုက်တာပဲပေါ့နော်ဒါ Real Madrid အသင်းနဲ့ကစားတဲ့ပြီးတော့ဒူးတန်ရာရပြီးအနားယူတဲ့ရတဲ့အနေထားမှာရှိတယ်အဲ့ဒီအချိန်တွေကလွဲလို့ရှိရင်တော့ခုနတေးအနေနဲ့တရားဒီလုံးတိုင်းတာရတန်ရာ train ဆင်ခဲ့တဲ့အနေထားတွေဖြစ်တဲ့အတွက် Liverpool အသင်းပေါ်မှာသူ့ရဲ့ပါဝင်ပတ်သက်မှု contribution ကအကောင်းဆုံးအနေထားမှာရှိတဲ့အတွက်ကျွန်တော်တို့သူ့ rating 8.5 ပေးပြီးတော့ဒီရာသီရဲ့ပြင်ဆင်မမြောက်ခြေစွမ်းအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ချင်ပါတယ်နောက်ထပ်ကစားသမားအနေနဲ့ဆိုလို့ရှိရင်တော့အသက်22နှစ်အရွယ် Netherlands Queen's ကစားသမားတစ်ယောက်ဖြစ်တဲ့ Ryan Gravenberch ကိုကျွန်တော်အနေနဲ့ရွေးချယ်ခြင်းတယ် Ryan Gravenberch ကြောင့်ပြောမယ်ဆိုလို့ရှိရင်မနစ်က Liverpool အသင်းကိုရောက်လာတယ်သူ့ရဲ့အားသာတဲ့ကစားပုံနေရာက number 8 row နေရာမှာအားသာတယ်ဒါပေမဲ့ဒီရာသီမှာဆိုလို့ရှိရင်တော့ Liverpool အသင်းအနေနဲ့နီးပြအသစ်ဖြစ်တဲ့ Arne Slot ရဲ့လက်အောက်မှာ strong ဖြစ်တဲ့ number 6 row ကမရှိမဖြစ်ပေါ့နော် number 6 row လို့ပြောမယ်ဆိုလို့ရှိရင်လည်းဒါ Arne Slot လက်အောက်မှာကျွန်တော် destroyer only ကစားမှာမဟုတ်ဘဲနဲ့ tactically လည်းဒါအကောင်းမွန်တဲ့ကစားသမားမျိုးဖြစ်ရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ profile နဲ့အတိုင်းညီဆုံးဖြစ်ခဲ့တဲ့ Ryan Gravenberch ကသူ့ရဲ့ original position ကိုဆွန့်လွတ်ပြီးတော့ number 6 နေရာကနေတရားဒီလုံး Liverpool အသင်းနဲ့ဒါအသုံးတော်ခံနေတာတော့မြင်တွေ့ရတယ်သူ့အနေနဲ့ခြေစမ်းဘလောက်တောင်ပြရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ summer transfer တစ်လျှောက်လုံးမှာလိုက်ခဲ့တယ်ပေါ့နော်ဒါ Sociedad ခွင်းလေလို့ Martin Zubimendi တို့တော့ကျွန်တော်တို့မေးရလောက်အောင်ထိ Ryan Gravenberch ရဲ့အကျိုးသက်ရောက်မှုက Liverpool အသင်းမှာကြီးမားတဲ့အလုပ်မြင်တွေ့ရတယ်ဒီလိုမျိုး number 8 row ကနေ number 6 row ကိုပြောင်းတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လက်ထောက်နီးပြဖြစ်တယ်ပေါ့နော် Johnny Heitinga ရဲ့အခန်းကဏ္ဍကလည်းတော်တော်လေးကြီးမားခဲ့တာလို့ကျွန်တော်မြင်တွေ့ရတယ်သူတို့နှစ်ယောက်ဆိုလို့ရှိရင် IS အသင်းမှာလည်းဒါအတူတူလက်တွဲခဲ့တာဖြစ်ပြီးတော့ဒီနှစ်မှာဆိုလို့ရှိရင် Ryan Gravenberch နဲ့ number 6 row မှာ Johnny Heitinga ရဲ့အတူညီကတော်တော်လေးကြိုးတိုက်ရမှုကြီးမားခဲ့တာလို့မြင်တွေ့ရတယ် Ryan Gravenberch နေနဲ့ဆိုလို့ရှိရင်ဒီယာတီအစမှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးတော့ယာတီအလယ်နဲ့ယာတီ company မှာသူ့အနေနဲ့ physically fetish ဖြစ်တဲ့အနေထားကြောင့်မို့လို့လက်ရှိစိတ်ရင်းမှာပေါ့နော်အဆင့်၄နေရာမှာရက်တည်နေနေတာလို့ကျွန်တော်တို့ယုံကြည်တယ်သူ့အနေနဲ့နောက်ယာတီမှာဆိုလို့ရှိရင် Gravenberch ကိုကူညီပေးနိုင်မဲ့ကစားသမားတစ်ယောက်သာရှိမယ်ဆိုလို့ရှိရင်တော့ Ryan Gravenberch နဲ့ဒီထက်ပိုပြီးလည်းခြေစွမ်းတွေပြနိုင်မယ်လို့ကျွန်တော်တို့ဆက်ပြီးယုံကြည်တယ် Ryan Gravenberch ရဲ့ဒီရာသီအတွက်ကျွန်တော်ပေးခြင်းတဲ့ score ကတော့9ပဲဖြစ်ပါတယ်နံပါတ်3နေရာကကစားသမားတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် Alexis Mac Allister ကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ခြင်းတယ် Mac Allister အကြောင်းပြောမယ်ဆိုလို့ရှိရင်ဒါသူကတရားဒီလုံးမှာကျွန်တော် Liverpool အသင်းပဲပေါ့နော်ခြေစွမ်းအတည်ငြိမ်ဆုံးနဲ့တသက်မှတ်တဲ့အဖြစ်ဆုံးကစားသမားလို့ကျွန်တော်တို့ညွှန်းဆိုခြင်းတယ်ပေါ့နော်သူ့အနေနဲ့ဆိုလို့ရှိရင်တရားဒီလုံးတောက်လျှောက်ကွင်းလန့်မှာဆိုလို့ရှိရင် Sober slide အနေနဲ့ဆိုလို့ရှိရင်ခြေစွမ်းပြတဲ့ပွဲစဉ်တွေရှိတယ်ခြေစွမ်းသိပ်ပြီးမပြနိုင်တဲ့ပွဲစဉ်တွေရှိတယ် Gravenberch အနေနဲ့ဆိုလို့ရှိရင်လည်းဒါသူ fresh lad ဖြစ်နေတော့မှာပေါ့နော်အဲတော့ကဒါအကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ပွဲစဉ်တွေရှိတယ်ပြီးတော့လို့ရှိရင်ချုပ်ပွဲစဉ်တွေမှာရုံးကန်ရတဲ့အနေအထားတွေမှာရှိတယ်ဒါပေမဲ့ Mac Allister ကတော့ခြားတစားသမားတွေနဲ့မတူဘဲနဲ့တရားစီလုံးမှာခြေစွမ်းတော့တည်ငြိမ်ဆုံးနဲ့အကောင်းဆုံးတသမတ်ထဲဆွမ်းဆောင်နိုင်တဲ့တစားသမားလို့ကျွန်တော်တို့သုံးသပ်ချင်တယ်ပေါ့နော်ဟာတာအနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် Mac Allister အနေနဲ့ဒီရာသီမှာ
lower chat ရှိတဲ့တခုကတော့ဒါ Carabao Cup final မှာတော့ပေါ့နော် Dan Ban ရဲ့ round တဲ့အသင်းကိုမှသူ့အနေနဲ့ Martin တက်တဲ့နေရာမှာ lower chat ရှိတယ်လို့ပဲပြောရမယ်ပေါ့နော်ဒါကလည်းကျွန်တော်အနေနဲ့ဟာသာပြောတာပါဘာလို့လဲဆိုလို့ရှိရင်ဒီကိစ္စမှာဒါ Arne Slot ရဲ့ဒီ corner ကို defending လုပ်တဲ့နေရာမှာ zone နဲ့ Martin draw ပြီးသွားလို့ရှိရင်နှစ်ယောက်ကြားမှာအရက် amount ကွာခြားချက် draw ကြောင့်ဒီလိုနေထားဖြစ်ခဲ့တာပေါ့နော် Alexis McAllister အနေနဲ့ဆိုလို့ရှိရင်တရားဒီလုံးမှာ Premier League ကွင်းလယ်တစားသမားတွေမှာသူ့ထပ်ပို့ပြီးတော့တက်တယ်လုံးနိုင်တဲ့တစားသမားကကွင်းလယ်ထဲမှာဆိုလို့ရှိရင်3ယောက်ပဲရှိတယ် Passion Secret ပေါ့နော် Passion Secret တွေကနေ goal ရအောင်ထောက်ပံ့ပေးနိုင်တဲ့တစားသမားတွေမှာဆိုလို့ရှိရင်သူ့လောက်ဘယ်သူမှမလုပ်ပေးနိုင်ဘူးပြီးတော့လို့ရှိရင် Premier League ထဲမှာ secondary chance တွေကို create လုပ်နိုင်တဲ့တစားသမားတွေထဲမှာဆိုလို့ရှိရင်ဒါသူကဒုတိယမြောက်အများဆုံးတစားသမားလို့ကျွန်တော်တို့ပြောချင်တယ်သူအနေနဲ့ဆိုလို့ရှိရင်အချက်လက်ကိုပဲကြည့်မှာကျွန်တော်ကွင်းထဲမှာကျွန်တော်တို့မျက်လုံးအမြင်နေရတဲ့ရတာပိုင်းပဲကြည့်မလား Alexis McAllister ရဲ့အခန်းကဏ္ဍကကျွန်တော်တို့ Liverpool အသင်းရဲ့ဒီရာသီ Premier League Champion ဖြစ်စေဖို့နေရာမှာဆိုလို့ရှိရင်ကြီးကြီးမားမားအထောက်အကူပြုတယ်လို့မြင်တွေ့ရတယ်ကျွန်တော်တို့အနေနဲ့ rating ကတော့9ကိုပေးချင်ပါတယ်ဗျာကဲအဲ့ဆိုကျွန်တော်တို့ဒါနံပါတ်2နေရာတို့ရောက်လာပြီနံပါတ်2နေရာမှာတော့ကျွန်တော်အနေနဲ့ရွေးချယ်ချင်တာကတော့ဒါကျွန်တော်တို့ skipper တယောက်ဖြစ်တဲ့ Virgil van Dijk ကိုပဲရွေးချယ်ချင်တယ်ပေါ့နော် Virgil van Dijk အနေနဲ့ဆိုလို့ရှိရင်ဒီရာသီမှာ Ibrahima Konate နဲ့တွဲပြီးတော့ပေါ့နော်အကောင်းဆုံးခြေစွမ်းတွေကိုပြသခဲ့ရတော့ကျွန်တော်မြင်တွေ့ရတယ်သူ့အနေနဲ့ဒီတရာသီလုံးမှာဆိုလို့ရှိရင်တကယ်အသက်အရွယ်ကြီးမြင့်လာတယ်ဆိုတော့ဝေဖန်မှုတွေပြီးတော့လို့ရှိရင် ACL ဒဏ်ရာကပြန်လာခဲ့တဲ့အနေအထားတွေမှာမထင်မှတ်လောက်အောင်ပဲပေါ့နော်ကျွန်တော်တို့ Virgil van Dijk ကိုစပြီးခေါ်ခဲ့တဲ့ယာတီတုံးတော့လို့ခြေစွမ်းမျိုးတွေအကောင်းဆုံးပြသခဲ့တဲ့အနေအထားတွေကိုမြင်တွေ့ရတယ်တဦးချင်းပဲဖြစ်ဖြစ်ပြီးတော့လို့ရှိရင်သူ့ရဲ့ defensive duty တွေမှာလည်းသူ့အနေနဲ့လက်ဟာမှုရှိတယ်ဘူး defensive duty တွေပဲမကဘဲနဲ့သူ့အနေနဲ့ progressive bailout player တယောက်အနေနဲ့တာဝန်ယူရတဲ့အနေအထားမှာဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ original duty တို့ပါမရောပေါ့စီပဲနဲ့ပေါ့နော်အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့တစားသမားလိုပဲကျွန်တော်တို့ပြောချင်တယ်တရားသီလုံးတောက်လျှောက်ခြေစွမ်းပြခဲ့တဲ့အနေအထားမှာဆိုလို့ရှိရင်တော့ဒါသူ့အနေနဲ့ Konate နဲ့တိတ်ပြီးမကွာခဲ့တဲ့အနေအထားလို့ကျွန်တော်တို့ပြောချင်တယ်ဒါပေမဲ့ Virgil van Dijk တို့ဘာလို့ဒုတိယနေရာမှာထားရလဲဆိုလို့ရှိရင်သူ့ရဲ့ leadership ပေါ့နော်ဒါ Queen တွေမှာတစားသမားတွေတစားနေတဲ့နေရာမှာဆိုလို့ရှိရင်ဒုတိယ manager ပေါ့နော် Queen တွေက manager လိုမျိုးတာဝန်ယူပြီးတော့ပါသူ့အနေနဲ့တစားသမားတွေတို့အပြေးအဝတစားအောင်မောင်းနေမှုပြုလုပ်ခဲ့တဲ့အနေအထားတွေကိုမြင်တွေ့ရတယ်ဒါထပ်ပို့ပြီးတော့ကျွန်တော်အနေနဲ့သူတို့တကယ်ချီးကျူးခြင်းတဲ့ဒိတ်စာတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီပြအသင်းရဲ့ transitional period တစ်ခုမှာသူ့ရဲ့ leadership ဘလောက်ကောင်းလဲဆိုတာကိုပြသခဲ့တာပဲတကယ်လို့ဒါကျွန်တော်စဉ်းစားကြည့်မယ်ပေါ့နော် Virgil van Dijk ရဲ့ leadership နဲ့အသင်းတစားသမားတွေရဲ့သူ့ပေါ်မှာလိုက်နာမှုဒါမကောင်းမှုတွေ့ဘူးဆိုလို့ရှိရင်ဒီရာသီမှာ Arne Slot အနေနဲ့သူလှုပ်ချင်တဲ့ပုံစံတွေသူသွားချင်တဲ့လမ်းကြောင်းတွေသူခင်းချင်းခြင်းနဲ့ technical ဘိုင်းဆိုင်ရာတွေတို့ဒီလောက်ထိအပြည့်အဝလုံနိုင်တယ်ပဲအနေထားရှိမယ်လို့မထင်ခဲ့ဘူးဒါကတော့ကျွန်တော် Virgil van Dijk တို့ဒီရာသီမှာတက်တဲ့အတိအမှတ်ပြုရမယ်အနေထားလို့ပြောချင်တယ်အဲ့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ Virgil van Dijk ကိုပေးချင်တဲ့ rating ကတော့ 9.5 နဲ့ဒီရာသီမှာဒုတိယမြောက်အသင်းပေါ်မှာအကျိုးပြုဆုံးတစားသမားခြေစွမ်းတောင်းဆုံးတစားသမားလို့ရေးချချင်ပါတယ်ကျွန်တော်တို့အတွက်ဒီရာသီမှာအကျိုးပြုဆုံးနဲ့ခြေစွမ်းအပြဆုံးနံပါတ်1တစားသမားကိုရွေးရမယ်ဆိုရင်တော့ဒါအားလုံးလည်းခံမှန်းပြီးသားသိပြီးသားတစားသမားဖြစ်မယ်လို့ထင်ပါတယ်သူကတော့ Mohamed Salah ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါ Egyptian Cream ကြီးရဆိုလို့ရှိရင်ဒီရာသီကသူ့တစားသမားတက်လျှောက်မှာပေါ့နော်အသက်32နှစ်အရွယ်ရောက်တော့မှအကောင်းဆုံးရာသီပြီးတော့လို့ရှိရင်အကောင်းဆုံး moment တွေကိုပိုင်ဆိုင်နေလို့ကျွန်တော်ပြောရမယ်ပြီးတော့ရှင်နောက်ထပ်စံချိန်များစွာကိုချိုးဖြတ်နေတဲ့ရာသီတစ်ခုလို့ပဲကျွန်တော်တို့ပြောရမယ် Liverpool သင်းရဲ့တခြားတိုက်စစ်တစားသမားတွေဒါ injury တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် foul out နေတဲ့အနေအထားမှာပဲဖြစ်ဖြစ်ဆာလာကတော့ဒီတစားသမားတွေရဲ့လက်ဟာနေတဲ့တာဝန်တွေကိုပါယူပြီးတော့ Liverpool သင်းကိုတရားစီလုံးထမ်းတင်ခဲ့တဲ့အနေအထားလို့ကျွန်တော်တို့မြင်တွေ့နေရတယ်ဒီတရားစီလုံးတောက်လျှောက်အတိုင်းတာရဆိုလို့ရှိရင်ဆာလာနေနဲ့တချို့ပွဲစဉ်တွေမှာဒါနည်းနည်းလေးရိုးနေတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့လည်းသူ့ရဲ့ twin goal တွေ goal ဖန်တီးမှုတွေနဲ့ Liverpool သင်းအတွက်အရေးပါတဲ့ moment တွေကိုတောက်လျှောက်ဖန်တီးပေးနိုင်တယ်ပေါ့နော်တကယ်လို့ကစားသမားတယောက်တော့သင်းရဲ့ရရှိတဲ့ total goal တွေရဲ့ 47.9% ကို goal ဒါမှမဟုတ် assist တစ်ခုခုနဲ့ပါဝင်ပတ်သက်မှုပြုလုပ်ထားတယ်ဆိုလို့ရှိရင်ဒီကစားသမားကအသင်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကျွန်တော်တို့သိပြီးပြောစရာမလိုတော့ဘူးလို့ထင်တယ်ဆာလာနေနဲ့ဆိုလို့ရှိရင်နည်းနည်းလေးဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ဒီရာသီမှာ Liverpool သင်းအနေနဲ့ Champions League ဆော့ဆော့စီစီထွက်ခွာခဲ့ရတဲ့အနေအထားတစ်ခုကသူ့ရဲ့ Ballon d'Or အိမ်မက်တွေတော့နည်းနည်းအနောက်ရှက်ပေးမယ်လို့တော့ကျွန်တော်အနေနဲ့ခံစားမိတယ်ဒါပေမဲ့လည်းဆာလာနေနဲ့ဆိုလို့ရှိရင်ဒါ Premier League ရဲ့အကောင်းဆုံးကစားသမားစုလို့ပြောလို့ရှိရင်ရိုးသွင်းအများဆုံးစုဒီလိုစုပေါင်းများစွာကိုရယူပြီးတော့ Premier League ရဲ့စံချိန်ပေါင်းများစွာကိုချိုးဖျက်ရင်းနဲ့ Liverpool အသင်းအတွက်ပေါ့နော်ဒီရာသီမှာအကျိုးအပြုဆုံးနဲ့ခြေစွမ်းပြဆုံးကစားသမားလို့ကျွန်တော်တို့သုံးသပ်ရင်းနဲ့သူ့ကိုတော့ rating ကတော့ဒါ Virgil van Dijk နဲ့တိတ်မကွာပဲနဲ့ပေါ့နော်ကျွန်တော်ဘယ်သူ့ကိုမှတန်မပေးခြင်းတဲ့အတွက် 9.5 ပဲပေးရင်းနဲ့ဒါဆာလာကိုနံပါတ်1နေရာကိုပေးရချင်ပါတယ်ဒါဒီကစားသမား9ယောက်ကတော့ Liverpool သင်းအတွက်ခြေစွမ်းပြဆုံးလို့ကျွန်တော်သတ်မှတ်ထားတာပေါ့နော်သူတို့နီးတူကျွန်တော်တခြားကစားသမားတွေဖြစ်တဲ့ဒါ
Cody Gabo လို့တစားသမားတွေရှိမယ်ပြီးတော့လို့ရှိရင် Soboslai လို့တစားသမားတွေရှိမယ်နောက်ထပ် Alisson လို့တင်းအတွက်တကယ်အကျိုးပြုပြီးတော့အကျိုးသက်ရောက်မှုကြီးမားတဲ့တစားသမားတွေကိုလည်းဒီကနေကျွန်တော်အနေနဲ့ဒါအတိမတ်ပြုပြီးဒီဗီဒီယိုလေးကိုကျွန်တော်ဆုံးသက်ချင်ပါတယ်ဗီဒီယိုလေးတော့ဆုံးဖြတ်ကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်